ခေါင်းလေးတွေကလေကျွန်တော်ဘိုးကဘသူ့ကိုမှပေးမသိစေနဲ့လို့မာထားတဲ့လှူဝက်ချက်တွေဗျကဲလာထားအကုန်ချပြမယ်ခြေအိတ်တွေတစ်ဖက်ကြံဖြစ်သွားလို့စိတ်ညစ်နေလားအဘိုးရဲ့နီးကဒီလိုဗျတစ်ဖက်ထဲကိုနောက်တစ်ဖက်ခောက်ပြီးထိုးထဲလိုက်ရုံပဲဘယ်တော့မှမကွဲกว่าတော့အမျိုးသမီးအတွင်းကန်နေဆိုလဲဒီလိုလေးတတ်ရခောက်ထားမှဖုံမကပ်ပဲကျမ်းမာကြီးနဲ့ညှိညွတ်မှာပေါ့ဘရာဇီယာတွေပုံပြတ်သွားမှစိုးရင်စရာမလိုတော့ဘူးဒီလိုလေးခောက်ရင်ပုံစံလည်းမပြတ်ဘူးဗီဒီယိုထဲမှာနေရာလည်းအများကြီးတက်တာတယ်ယောက်ျားလေးအတွင်းကန်တွေကိုရောအန်ဆွဲတဲ့ဒီတိုင်းထိုးထဲနေတော့မေးလားအဘိုးမြင်စူတော့မှာပဲဒီလိုလေးတတ်ရခောက်သိမ်းပါဗျာတီရှက်ခောက်တာကတော့အမိုက်ဆုံးပဲအီနဲ့ဘီကိုဆွဲစီကိုလှမ်းကင်ပြီးခါလိုက်တာနဲ့ရှက်ဆိုပြီးအစင်သိမ့်ဖြစ်သွားအောင်မိုက်တယ်မလားရှက်အင်ကြီးတွေကြတော့ကော်လာမကျိုးဖို့အရေးကြီးတယ်ဒီလိုလေးခောက်ရင်စိုင်ကဝယ်လာတဲ့အတိုင်းတက်ရက်နေရောပဲဟူရီခောက်ရင်အရှိကဒီဇိုင်းလေးပေါ်နေအောင်ခောက်ရမယ်တဲ့ဒါမှဘာအင်ဂျီမှချက်ချင်းတီးပြီးဆွဲထုတ်လို့လွယ်မှာလေညအိတ်ဝတ်ဆောင်အင်ဂျီတကွယ်ဖောင်းပြီးတကွယ်ဖြစ်မနေအောင်ဒီလိုလေးတွဲခောက်သိမ်းလိုက်ဝက်ခါနီရှာရလွယ်တာပေါ့ဂျင်းပေါင်မီခောက်နီးကလေးရှင်းရှင်းလေးနဲ့မြန်တယ်ဗီဒီယိုထဲမှာစီထားလိုက်ရင်ကြည့်လို့ကိုကောင်းနေရောစကတ်ခောက်ရင်အရေးကြောင်းနေမပြတ်အောင်ဂယူးဆိုင်ရမယ်လေအဖိုးကတော့အကုန်တိတယ်ခေါင်းစွပ်ပါတဲ့ဂျက်ကက်တွေကိုစာအုပ်တုပ်လို့တတ်ရလေးခောက်လို့ရတယ်ဗျာဆောင်းတွင်းဝအထူကြီးတွေဆိုနေရာတိတ်စားတာအဲ့ဒါတွေကိုသူ့ခေါင်းစွပ်လေးတဲ့အကုန်ထိုးထည့်ပြီးထုတ်လိုက်ရုံပဲနေရာတော်တော်တက်တာသွားပြီကိုအင်ကြီးတွေကိုရောမတွအောင်ဘလို့ခောက်မလဲဒီလူလေးသားလှုပ်လိုက်ဗျာကဲအဖိုးရဲ့လျှို့ဝှက်ပညာရက်ဒီရသွားပြီဆိုတော့အိမ်ကဗီဒီယိုကိုရှင်းဖို့သာပြင်တော့